အဆုံးမရှိတဲ့အောင်မြင်မှုတွေကိုတည်ဆောက်ပေးနိုင်တဲ့အောင်နိုင်သူတို့ဤတက်ရောက်မှုသို့မဟုတ် the winner effect တခါတရံမှာအောင်မြင်ခြင်းကိုဆွဲလန်းလာတယ်ဆိုတာကလည်းအမြဲတမ်းတော့မှားမနေပြန်ပါဘူးအောင်မြင်မှုတစ်ခုရရှိတိုင်းမှာကျွန်တော်တို့ဟာသူ့ထက်မြင့်တဲ့အောင်မြင်မှုကိုဆက်ပြီးတော့တည်ဆောက်ခြင်းလာတတ်ကြပါတယ် the winner effect သို့မဟုတ်အောင်နိုင်သူတို့ဤတက်ရောက်မှုဆိုတာကျွန်တော်တို့ကိုနိုင်ရလိုက်တာဖြစ်ဖြစ်ပြိုင်ဘက်ကိုနိုင်ရလိုက်တာဖြစ်ဖြစ်အဲ့လိုချိန်မျိုးမှာဖြစ်ပေါ်လာတတ်ပါတယ်အဲ့ဒီနောက်မှာတော့ဒိုပါမင်ဟော်မုန်းကထုတ်လွှတ်မှုအားကောင်းလာပါတယ်အကယ်၍ကျွန်တော်တို့ဟာအောင်မြင်မှုကိုမကြာခဏဆိုသလိုကြုံလာရတဲ့အခါမှာဒီဟော်မုန်းကသူ့ရဲ့တည်ဆောက်မှုပုံစံကိုတဖြည်းဖြည်းမြင့်တင်ပြောင်းလဲလိုက်တာမျိုးလောက်လာတတ်ပါတယ်ဒီလိုနဲ့တခါတရံမှာကျွန်တော်တို့ဟာအောင်နိုင်ခြင်းရဲ့အရာတာကိုဆွဲလန်းလာတတ်ပြီးခဏအောင်နိုင်ခြင်းကိုလိုချင်လာတတ်ပါတယ်ဒါပေမဲ့တေချာတာတစ်ခုက the winner effect ဆိုတာလေသွားနှစ်ဖက်ပါတယ်ဒါတစ်ချောင်းလိုပါပဲကိုအမြဲတမ်းတိုးတက်ပြောင်းလဲနေစေအောင်တွန်းအားတစ်ခုဖြစ်နိုင်ပါတယ်သူရှိနေတာကြောင့်အမြဲတမ်းလှုပ်ရမှာတက်ကြွပြီးတိုးတက်မှုကိုရှိရှုနေစေမယ်အောင်မြင်မှုကိုလိုလားနေစေမယ်တွန်းအားတစ်ခုဖြစ်နေလို့လှုပ်တဲ့သူအဖို့ရအသင်းဖွဲ့တက်ပါကောင်းကျိုးတွေပေးနိုင်ပါတယ်ဒါပေမဲ့အရန်ဆွဲလန်းသွားတဲ့အခါမှာကိုအမြဲတမ်းနိုင်လိုချင်တဲ့အစိတ်တွေနဲ့ရုံမရအောင်ချီနှောင်သွားစေတတ်ပါတယ်အမြဲတမ်းပြိုင်ဆိုင်နေရမယ်ဆိုတဲ့စိတ်မျိုးနဲ့အမြဲတမ်းနံပါတ်1ဖြစ်ချင်နေပြီးဘယ်သူနောက်မှမလိုက်တယ်လို့ကိုနောက်ကိုလည်းဘယ်သူမှလိုက်မမီတာမျိုးလဲဖြစ်နေတတ်ပါတယ်ဒါပေမဲ့တနေ့ဆုံးရှုံးမှုတွေကိုကြုံရတဲ့အခါမှာဘာဆက်လုပ်ရမှန်းဘယ်ကိုဆက်သွားရမှန်းမသိလမ်းပြောင်းနေတတ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာအောင်နိုင်ခြင်းနဲ့ပတ်သက်တဲ့ခံစားမှုကိုမျှတအောင်လဲတွေးတတ်ရပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဆုံးရှုံးမှုနဲ့ကြုံလာရတဲ့အခါမျိုးမှာလဲသင်ခန်းစာယူတတ်ပြီးဆုံးရှုံးမှုဆိုတာလဲပါဝင်နေတဲ့အရာတစ်ခုပါအဲ့လိုမျိုးပါဝင်နေတဲ့အရာတစ်ခုပါလားဆိုတာကိုကျွန်တော်တို့ကခံစားမှုကိုရပ်တန့်ဖို့လိုပါတယ်အမှားကနေသင်ယူတတ်လာတဲ့အခါမှာလဲအောင်မြင်မှုစီကိုသွားတဲ့နေရာမှာအဓိကလိုအပ်တဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်ပန်းနိုင်တစ်ခုစီကိုအမှားယွင်းမရှိရောက်အောင်သွားနိုင်ခြင်းကလည်းအောင်မြင်မှုတစ်ခုဆိုတာရရှိဖို့ထက်ပြည့်စည်စေနိုင်ဖို့ကပိုပြီးတော့ရာခိုင်နှုန်းများတယ်။ဘာကြောင့်လဲဆိုတော့အောင်မြင်မှုဆိုတာအချက်တွေများကြီးပါဝင်နေပြီးတော့အမှားနဲ့ဆုံးရှုံးမှုဆိုတာကလည်းအဲ့ဒီအရာတွေထဲကတစ်ခုလိုပါပဲ။မှားယွင်းသွားခြင်းကြောင့်ဆုံးရှုံးသွားခြင်းတွေကလည်းကျွန်တော်တို့ရဲ့နောက်ထပ်တစ်ကြိမ်မှာအောင်မြင်မှုဆိုတာကိုပိုကောင်းတဲ့နည်းလမ်းတွေနဲ့ခူးစော့နိုင်စေပါတယ်ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်ကနေပြီးတော့သူတို့နဲ့တွားပြီးတော့ရှင်ပြိုင်နေစရာလဲမလိုနိုင်ယူနိုင်စရာလဲမလိုဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အတွက်ရှင်ပြိုင်တင့်ဆုံးနဲ့အကြိမ်ကြိမ်နိုင်ယူဖို့ကြိုးစားတင့်ဆုံးကတခြားသူတွေမဟုတ်ဘူးကိုသာနေ့တိုင်းနိုင်ယူတင့်ဆုံးဖြစ်တယ်ကိုသာနိုင်ယူဖို့ကအရေးကြီးဆုံးဖြစ်တာကြောင့်ပဲဖြစ်ပါတယ်